ပါမေလေးရဲ့မောင်ကိုမုံလိုက်မေးလိုက်ကျင်နာရစကားရမဆိုနဲ့ကွယ်မောင်လည်းမထီခိုက်မောင်ဟာဆုံပေးသမျှလူရဲ့ပူပင်စရာမြဲရကြစရာအကြောင်းဖြစ်တယ်မောင်ဟာလူဆိုးပါမေလေးရဲ့မောင်ကိုပြလို့ပြေတော့တွေ့တာတဲ့စိတ်ဖြစ်ဖြောက်ခါမောင်လည်းခေါ်နေပေါ့မောင်သာပြောက်သေးလင်းလို့လွင့်လာနေမယ်ချစ်သူလေးရဲ့ခွင့်လို့ကွယ်မေရဲ့မောင်ကလာမညာလို့မဲမောင်နေမောင်ချစ်ကမိစားလို့ပူပြင်းနေမောင်အချစ်မျိုးနဲ့လူမကြုံစေချင်တဲ့အပေကမှပြင်းလို့ပါအများတကာရဲ့အနေခါမှလောကကြီးရဲ့အောက်ဆုံးမှာလူရကိုတော့ပါမေလေးရဲ့မောင်ကိုလည်းမချီနဲ့တော့ပြောရကိုလို့ပါမေလေးရဲ့မောင်ကိုမငဲ့ကွက်နဲ့တော့မောင်လူဆိုးဟာကံကောင်းရင်တော့ကွယ်မင်းလို့ချစ်သူနဲ့မထိုက်တယ်လို့မဲမောင်နေမောင်ချစ်ကမိစားလို့ပူပြင်းနေမောင်အချစ်မျိုးနဲ့လေမကြုံစေချင်တဲ့အပေခါမှပြင်းလို့ပါအများတကာရဲ့အနေခါမှလောကကြီးရဲ့အောက်ဆုံးမှာလူရကိုတော့ပါမေလေးရဲ့မောင်ကိုလည်းမချီနဲ့တော့ပြောရကိုလို့ပါမေလေးရဲ့မောင်ကိုမငဲ့ကွက်နဲ့တော့မောင်လူဆိုးဟာကံကောင်းရင်တော့ကွယ်မင်းလို့ချစ်သူနဲ့မထိုက်တယ်ကျေးဇူးတင်ပါတယ်ဒါနောက်ဆုံးရှင်းပြဖြစ်ပါတယ်